TNLA ကိုတရုတ်ကအမျိုးမျိုးကိုချိန်ချောက်နေတယ် TNLA ကိုတရုတ်ကအမျိုးမျိုးချိန်ချောက်နေတယ်အခုဘဘတို့ຫນွေဦးတော်လည်းရေးမှာမြောက်ပိုင်းမဟာမိတ်သုံးဘွဲ့ဟာအင်မတန်မှကိုရွရွချွန်ချွန်တိုက်ပွဲဝင်ခဲ့တယ်အဲ့ဒီအချိန်မှာတရုတ်ကຫນွေဦးတော်လည်းရေးကိုမလိုလားခဲ့ဘူးရှင်လဲလျှောက်တာပြားလဲဆွဲတာဟောရှင်လဲလျှောက်တာပြားလဲဆွဲတာဆိုတာ TNLA တို့ကိုကန့်တို့လည်းပဲသူတို့နယ်မြေသူတို့ရမယ်စစ်တယ်လည်းမပြုတ်ရအောင်အဲ့ဒါတရုတ်ရဲ့ရှင်လဲလျှောက်တာပြားလဲဆွဲတာဆိုတဲ့မူဝါဒပဲဖြစ်တယ်ပေါ့အားလုံးတိုင်းမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YouTube channel မှာတွေ့ကြပါပါတယ်ကျွန်တော်တို့ channel ဟာဆိုရင်နေ့စဉ်မျိုးတော်လေးမှာတက်တဲ့တိုင်းတို့တဲ့ကောင်းတွေကိုတင်ဆက်ပေးနေရမှာကျွန်တော်ရဲ့ channel လေးကို like subscribe လုပ်ပေးပြီး like နဲ့ကြည့်အောင်ပေးနေတဲ့ notification လေးကိုနေ့စဉ်ပို့ဆက်ချင်ပါတယ်ခင်ဗျာအာဏာရှင်ပြုတ်ကျဖို့အထိတရုတ်ဒီမလိုလားဘူးအခုလည်းပဲ TNLA ကိုတရုတ်ကအမျိုးမျိုးချိန်ချောက်နေတယ်အဲ့ဒီလိုချိန်ချောက်တာဘယ်သူတွေထိကြိုက်လဲဆိုဘိုးတို့ပြည်သူတွေထိကြိုက်တယ်အခုကြည့်လေလာရှိုးမျိုးကိုစစ်တဲ့လက်ထဲကိုပြန်ပေးလိုက်ရတဲ့အတွက်ကြောင့်လာရှိုးမျိုးကပြည်သူတွေဘယ်လောက်တောင်ခံစားရမလဲသူတို့မှာမနေခြင်းနဲ့စစ်တဲ့လက်အောက်မှာအခုပြန်နေရတာသူတို့ဘယ်လောက်တောင်တနာစရာကောင်းမလဲအခုကိုကန်တို့တိုက်ပွဲတွေရက်ကုန်တယ်ဒါတွေကဘယ်သူကြောက်လဲတရုတ်ကြောက်အဲ့တော့ပြည်သူလူထုကိုအများကြီးထိခိုက်တယ်ပေါ့နော်တရုတ်ရဲ့လုပ်ရက်တွေဟာပြည်သူလူထုကိုအများကြီးထိခိုက်တယ်အခုတရုတ်က TNLA ကိုဘာပြောတယ်လဲဆိုရင်တရုတ်မြန်မာနယ်စပ်တစ်လျှောက်နဲ့ gas pipeline များတရုတ်မြန်မာနယ်စပ်ကိုလည်းပဲစစ်ရေးမဖော်ဆောင်ရဘူးတဲ့နော်တရုတ်မြန်မာနယ်စပ်လျှောက်ကိုလည်းစစ်ရေးမဖော်ဆောင်ရဘူးပြီးတော့တရုတ်ရဲ့ gas pipeline ရှိတဲ့ဘယ်နေရာကိုမဆိုစစ်ရေးမဖော်ဆောင်ရဘူးတဲ့ပြီးတော့တရုတ်စီမံကိန်းတွေရှိတဲ့နေရာတွေကိုလည်းစစ်ရေးမဖော်ဆောင်အောင်နောက်တစ်ခုကတရုတ်ရဲ့ကိုကျိုးစီးပွားရှိတဲ့နေရာတွေကိုလည်းပဲတိုက်ပွဲမဖော်ဆောင်ရဘူးရိုးတန်ပြောတာတော့မဟုတ်ချင်းချောက်တယ်ဖိအားပေးတယ်စာနဲ့လည်းချင်းချောက်တယ် message ပို့ပြီးတော့လည်းချင်းချောက်တယ်အမျိုးမျိုးကိုချင်းချောက်တာလေဗျာဟောတရုတ်ဟာဘိုးတို့ပြည်တွင်းရေးပါဘလောက်တောင်ဝေရောက်ဆွတ်ဖတ်တယ်လဲဆိုရင်အခုဆိုရင်လာရှိုးမြို့ကိုတရုတ်ကဝင်သိမ်းထားပြီးသွားပြီအခုလာရှိုးမြို့ကိုအုပ်ချုပ်နေတာမင်းအောင်လိုက်လည်းမဟုတ်ဘူးကိုကတ်လည်းမဟုတ်ဘူးတရုတ်ကိုယ်တိုင်အုပ်ချုပ်နေတာကြည့်လေတရုတ်ကအခုမင်းအောင်လိုက်အသုံးပကြတဲ့အတွက်ကြောင့်ကျူးကျော်စစ်ဖြစ်သွားပြီဟောရခိုင်ပြည်နယ်မြောက်ပိုင်းမှာလည်းကြည့်လိုက်အာဇာ AI ISO ဆိုတဲ့အကြမ်းဖက်စစ်သွေးကြွတွေကစစ်တပ်နဲ့ပေါင်းပြီးတော့ကျူးကျော်ကြတယ်အခုတရုတ်ကလည်းပဲလာရှိုးမြို့ကိုကျူးကျော်တယ်ဟိုတို့မြန်မာနိုင်ငံဟာအခုပြည်တွင်းစစ်နဲ့တောင်မတူတော့တိုင်းတစ်ပါးအကြမ်းဖက်စစ်သွေးကြွတွေကကျူးကျော်တဲ့အနေအထားကြီးဖြစ်သွားပြီဒါလက်တွေ့လာရှိုးမြို့လည်းကျူးကျော်ခံရပြီလက်ရှိရခိုင်ပြည်နယ်ကိုလည်းပဲအာဇာ AI ISO ကစစ်တပ်ရဲ့အာကိုတဲ့ကျူးကျော်တဲ့အကြမ်းဖက်တယ်ပေါ့နော်တရုတ်မြန်မာနယ်စပ်တစ်လျှောက်ဘာတိုက်ပွဲမှကိုမလုပ်ရဘူးတဲ့တိုက်ပွဲတွေမဖော်ဆောင်ရအောင်ပြီးတော့သူတို့ gas pipeline တစ်လျှောက်နော်သူတို့ gas pipeline ကြီးရခိုင်ပြည်နယ်ကနေပြီးတော့ဟိုးကိုကန်ကနေဖြတ်သွားပြီးတော့တရုတ်နိုင်ငံကူမင်းမြို့ကိုတရုတ်နိုင်ငံကူမင်းမြို့
အဲ့ဒီဂတ်ပိုက်လိုက်တလျှောက်ဘာစစ်ပွဲမှမလုပ်ရဘူးနော်သူတို့ရဲ့အကျိုးစီးပွားတွေသူတို့ရဲ့စက်ယုံတွေဘာတစ်ခုမှစစ်မတိုက်ရဘူးတဲ့ချိန်ချောက်မှုတွေရှိသလားလို့ပြောရင်ချိန်ချောက်မှုတွေရှိတယ်ဟောရွှေလီအစိုးရက TNLA ကိုစာပို့ပြီးလဲချိန်ချောက်တယ်ပြီးတော့ဗဇက်နဲ့လည်းချိန်ချောက်တယ်နော်ရွှေလီအစိုးရကဖိုးတို့မိဘပြည်သူတွေမှတ်မိကြမယ်ထင်ပါတယ်တဲ့မြောက်ပိုင်းမဟာမိတ်တွေကိုစာပို့ပြီးလဲချိန်ချောက်တယ်ပြီးတော့နှုတ်နဲ့လဲတရုတ်ပြည်ခေါ်ပြီးတော့ချိန်ချောက်တယ်ပေါ့နော်ဒါကြောင့်ပြည်သူတွေဝန်းရံပေးမှရမှာပြည်သူတွေကဘယ်လိုဝန်းရံရမလဲဆိုရင်တရုတ်ကိုဆန္ဒပြရမယ်တရုတ်ကိုဆန္ဒပြရမယ်အကြီးအကျယ်ကိုဆန္ဒပြရမယ်အခုကတရုတ်ကဖိုးတို့ပြည်တွင်းရေးကိုဝင်ရှုပ်လိုက်တဲ့အတွက်ကြောင့်တော်လှန်ရေးကအများကြီးအနှောက်အယှက်ဖြစ်သွားပြီတရုတ်သာဝင်မရှုပ်ကြည့်မင်းအောင်လှိုင်ပါလေနော်ဘုံကျဲလေအစီ1000မကလို့1000ရှိရှိဒီကောင်မနိုင်ဘူးဒီကောင်မနိုင်ဘူးတရုတ်ဝင်မရှုပ်ခဲ့ရင်အခုလောက်ဆိုရင်တော်လှန်ရေးကြီးကနေပြီးတော့ထိတောင်ရောက်နေပြီအဲ့ဒါအမှန်ပဲအဲ့ဒါအမှန်ပဲအခုတရုတ်ဝင်ရှုပ်သွားလို့သားလေဘိုးဘိုးတို့တော်လှန်ရေးလက်နက်ကိုင်တွေကဘာမှရှေ့ဆက်တိုးလို့မရတော့ဘူးပေါ့နော်ဒါကြောင့်တရုတ်ကိုနိုင်တာဒီဘိုးဘိုးတို့မိဘပြည်သူတွေပဲရှိတယ်ဒါကြောင့်ဘိုးဘိုးတို့မိဘပြည်သူတွေကကိုကတ်ကိုလည်းအထင်မလွဲနဲ့စိတ်မဆိုးနဲ့ TNLA ကိုလည်းအထင်မလွဲနဲ့စိတ်မဆိုးနဲ့ဘာဖြစ်လို့လဲဆိုရင် TNLA ကိုရောကိုကတ်ရောနှစ်ဖွဲ့စလုံးကိုတရုတ်ကလက်ခုပ်ထဲထည့်ထားတာဗျအိတ်ကတ်ထဲထည့်ထားတာတရုတ်ချင်းချောက်သမားသူတို့ကကုန်လုံးတုံဆင်းပြီးတော့ခံရတယ်ဒါကြောင့် TNLA တို့ကိုကတ်လို့စစ်ပြန်တိုက်တာမြန်ကျင်တယ်ဆိုရင်ဘိုးတို့မိဘပြည်သူတွေကတရုတ်ကိုဖိအားပြန်ပေးရမယ်အဲ့လိုမှမဟုတ်ဘူးတရုတ်လုံးသမျှကိုဒီတိုင်းပဲငြိမ်နေမယ်ဟာကွန်မန့်နေမှာဆက်ရုပ်ပဲဆဲမယ် post တင်ပြီးတော့ဆက်ရုပ်ပဲဆဲမယ်ဆိုဒါမထိရောက်နော်ဒါကမထိရောက်ဒါကြောင့်ထိရောက်တဲ့နီလန်းတွေကိုကျင့်သုံးပြီးတော့တရုတ်ကိုအမျိုးမျိုးစန့်ကျင်ရမယ်ဒါမှသာလေဘိုးဘိုးတို့တော်လိုက်ရရှေ့ရောက်မှာပဲဖြစ်တယ်ပေါ့နော်တရုတ်ကအခုတရုတ်ကတိုင်းရင်းသားတွေကိုချစ်ကပ်တဲ့ချစ်ကပ်ပုံနဲ့ပြည်သူတွေလိုချင်တဲ့ပုံစံတွေကမတူဘူးဖြစ်နေတယ်ဟောတရုတ်ကတိုင်းရင်းသားတွေကိုချစ်ကပ်တာကစစ်ပွဲတွေရပ်ဖို့သူချစ်ကပ်တယ်ပြည်သူတွေလိုချင်တာကအာဏာရှင်စနစ်ကိုဖြုတ်ချပြီးတော့ပြုပြင်ပြောင်းလဲရေးကိုလိုချင်တာဟောအဲ့ဒီမှာမတူဘူးဖြစ်နေတရုတ်လိုချင်တာကအပြည့်ရမယ်ဟောတရုတ်လိုချင်တာကအပြည့်ရမယ်အပြည့်ရမှသူစီးပွားရေးအေးစေးလုပ်လို့ရမှာလေတရုတ်ကသူများနိုင်ငံပြည်သူတွေဘာဖြစ်တယ်ညာဖြစ်တယ်သူတို့စိတ်ဝင်စားဘူးပြည်သူတွေအဖက်ခံရတယ်လည်းစိတ်ဝင်စားဘူးအသက်ခံရတယ်လည်းစိတ်ဝင်စားဘူးအာဏာသိမ်းခံရတယ်လည်းစိတ်ဝင်စားဘူးတည်ငြိမ်နေတာဝဲသူစိတ်ဝင်စားတယ်ဒါကြောင့်မြန်မာပြည်တည်ငြိမ်အောင်တိုင်းရင်းသားတွေကအပြည့်ရမယ်တဲ့ဒါတရုတ်လိုချင်တဲ့ဆန္ဒအဲ့ဒီလိုအပြည့်ရမှသူစီးပွားရေးတွေလှုပ်ရှားလို့ရမှာဘာဖြစ်လို့လဲဆိုရင်သူကမြန်မာနိုင်ငံကိုအများကြီးမှီခိုနေတာမြန်မာနိုင်ငံကိုအများကြီးမှီခိုနေတာအဓိကစားတောက်ကုန်တွေကမြန်မာပြည်ထဲကထွက်တာအဲ့တော့မြန်မာပြည်ကိုမှီခိုနေတဲ့တရုတ်နော်ပိုးလမ်းမကြီးလည်းပဲမြန်မာပြည်ကိုမှီခိုနေတာပဲတရုတ်ရဲ့စီးပွားရေးကြီးပွားရေးတွေစားတောက်ကုန်တွေလည်းမြန်မာပြည်ကိုမှီခိုနေတာပဲအဲ့တော့အပြည့်ရမှသာလေတရုတ်ကသူ့စီးပွားရေးပြည်လဲမှာလေအဲ့တော့သူကအပြည့်ရလေကြိုက်လေပဲအပြည့်ရအောင်တိုင်းရင်းသားတွေကိုအမျိုးမျိုးသူကဖိအားပေးတယ်
ဘိုးတို့ပြည်သူတွေလိုချင်တာကတော့အပြည့်ရတာကိုမလိုချင်ဘူးတိုက်အာဏာရှင်ကိုပြော့အောင်တိုက်ဟောအဲ့ဒီမှာတရုတ်လိုချင်တာနဲ့ပြည်သူတွေလိုချင်တာကလွဲနေတယ်ပေါ့နော်တရုတ်လိုချင်တာကအပြည့်ရမယ်ပြည်သူတွေလိုချင်တာကချရမယ်အာဏာရှင်ကိုအပြုတ်ဖြုတ်ရမယ်ဒါကြောင့်ပြည်သူတွေလိုချင်တာနဲ့တရုတ်လိုချင်တာမတူဘူးမတူတဲ့အတွက်ကြောင့်တိုင်းရင်းသားတွေမှာအခုဒုက္ခရောက်နေကြရတယ်အဲ့ဒီတိုင်းရင်းသားတွေကိုစစ်ပြန်တိုက်အောင်လုပ်ချင်တယ်ဆိုရင်တော့ပြည်သူတွေကယ်မှာပဲရမယ်ပေါ့နော်ပြည်သူတွေကယ်မှာပဲရမယ်အခု TNLA ထိချုပ်တဲ့ဒေသတွေကိုတရုတ်အစိုးရကဖြတ်ဖြတ်လှုပ်ထားတယ် TNLA လည်းတော်တော်ခံရတာပဲเนาะ TNLA ထိချုပ်ထားတဲ့နယ်မြေတွေကိုတရုတ်အစိုးရကဖြတ်ဖြတ်လှုပ်ထားတယ်နောက်စစ်ကောင်စီကလည်း TNLA ကိုဖြတ်ဖြတ်လှုပ်တယ်အဲ့တော့ TNLA ကတရုတ်ရဲ့ဖြတ်ဖြတ်လှုပ်ခြင်းကိုလည်းခံရတယ်စစ်တပ်ရဲ့ဖြတ်ဖြတ်ခြင်းကိုဖြစ်လေပြက်လှုပ်ခြင်းကိုလည်းခံတယ်သူကဂျားထဲမှာလေကိုကန့်တို့ TNL တို့ကတရုတ်နဲ့စစ်ကောင်စီဖြတ်ဖြတ်လှုပ်လိုက်ရင်သူကဘာမှလုပ်လို့မရတော့ဘူးသူ့ရဲ့ပထဝီအနေထားကိုကဂျားညက်နေတာတရုတ်နဲ့စစ်တပ်ဂျားထဲမှာညက်နေတာရခိုင်တို့ကကြတော့တအားကောင်းတယ်ပထဝီနေထားကောင်းတယ်ဒီပင်လယ်ထွက်ပေါက်ကြီးရှိနေတာဘင်္ဂလားဒေ့ရှ်ရှိတယ်အိန္ဒိယရှိတယ်ဟောပင်လယ်ထွက်ပေါက်ကြီးရှိတယ်အဲ့ဒါရခိုင်ရဲ့အာသာချက်ပဲဒါကြောင့်အာရကတက်တော်အေဟာတိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာတော်ကိုအာသာချက်ရှိတဲ့တိုင်းရင်းသားတစ်ခုပဲဘာဖြစ်လို့လဲသူ့ရဲ့ပထဝီနေထားကိုကပွင့်ထွက်နေတာပင်လယ်ထွက်ပေါက်ကြီးရှိနေတာကွာဒါသူ့ရဲ့ထွက်ပေါက်ဟောကိုကန့်တို့ TNL တို့ကြတော့စစ်တပ်နဲ့တရုတ်ကဖြတ်ဖြတ်ပိတ်ချလိုက်ပြီဆိုရင်တို့ဘာမှလုပ်လို့မရတော့ဝါတို့မိုင်းလာတို့လည်းအတူတူပဲကုန်းတွင်းပိတ်တွေဆိုတော့ဘာမှလုပ်လို့မရဘူးကုန်းတွင်းပိတ်တွေဆိုတော့ဘာမှလုပ်လို့မရဘူးအဲ့တော့အခု TNL ကိုတရုတ်နဲ့စစ်တပ်နှစ်ခုပေါင်းပြီးတော့ဖြတ်ဖြတ်တွေလှုပ်ထားကြတယ်ဒါကြောင့်ဘဘတို့မိဘပြည်သူတွေကဒီတိုင်းရက်ကြည့်မနေပဲနဲ့ဘလို့နီးစနစ်တွေတုံးပြီးတော့တရုတ်ကိုစัจကျင်ဆန္ဒပြမလဲဆိုတာဒါအင်မတန်မှသိအရေးကြီးတယ်ပေါ့နော်ဟုတ်တစ်တုံရနှစ်ကိုစစ်စေးရေးရှေ့ဆက်ပြီးတိုက်ဖို့ရှိမရှိနော်အခုဆိုရင်တစ်တုံရနှစ်ကိုစစ်စေးရေးကပထမပိုင်းပြီးသွားပြီအဲ့ဒီပထမပိုင်းမှာတရုတ်ဝင်ရှုပ်တဲ့အတွက်ကြောင့်ပထမပိုင်းရက်သွားပြီးတော့တခါဒုတိယပိုင်းဆိုပြီးပြန်ပေါ်လာတယ်တခါဒုတိယပိုင်းမှာလည်းတရုတ်ဝင်ရှုပ်လို့အခုတတိယပိုင်းပေါ်လာအောင်မလားတစ်တုံရနှစ်ကိုစစ်စေးရေးတတိယပိုင်းပေါ်လာအောင်မလားဒါဘိုးတို့မိဘပြည်သူတွေစိတ်ဝင်စားစရာပဲပေါ့နော်အခုလောလောဆယ်မြောက်ပိုင်းမဟာမိတ်သုံးဘွဲ့ကငလင်ဘေးနဲ့ကြုံတွေ့နေရတဲ့ပြည်သူတွေကိုလူသားချင်းစာနာထောက်ထားတဲ့အနေနဲ့မေလကုန်တဲ့အထိအပြစ်အခတ်ရက်စဲထားတယ်ဟောမြောက်ပိုင်းမဟာမိတ်သုံးဘွဲ့ကငလင်ဘေးသည့်ပြည်သူတွေကိုလူသားချင်းစာနာထောက်ထားတဲ့အနေနဲ့မေလအထိအပြစ်ရက်စဲထားတယ်မေလကုန်မှပြန်တိုက်မယ်အဲ့တော့တစ်တုံညာနှစ်ကိုစစ်စေးရေးတတိယပိုင်းပေါ်လာနိုင်သလားမပေါ်လာနိုင်ဘူးလားဆိုရင်မေလကုန်ရင်ပေါ်လာနိုင်ပါတယ်မေလကုန်ရင်ပေါ်လာနိုင်ပါတယ်ပေါ့နော် TNL ကတော့တရုတ်ဘလောက်ပဲဖိအားပေးပေးအာဏာရှင်ကိုအမြင့်ဖြတ်အောင်နော်ဆက်လက်တိုက်ပွဲဝင်သွားမယ်ဟော